အားလုံးပဲမင်္ဂလာပါဗျာနော်ကိုပြေကိုရီမိုင်းအားလုံးပဲကိုပြေ channel လေးကနေမင်္ဂလာပါလို့အားလုံးကိုစုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးပါဗျာနော်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေကိုပြေ channel လေးကဥဒ္ဒပထမစုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကိုပြေရဲ့ live show လေးကိုဝင်လာတဲ့မိတ်ဆွေတွေကိုရီမိုင်းအားလုံးဥဒ္ဒတော်ကိုမမတွေအားလုံးပဲကျွန်တော်တို့တွေဒီညနေမှာတော့9-3ညပတ်တီးကို9-3ညဆိုပြီးတော့တဲကြသွားတယ်ဗျာနော်အဖွဲ့ဝင်ပဲပြပြနေတိုင်းပဲပြပြအားလုံးပဲကန်ဆက်ကြမယ်လို့လည်းမျှော်လင့်ပါတယ်အဆင်ပြေကြမယ်လို့လည်းယုံကြည်ပါတယ်ကြားချမယ်လို့လည်းကိုပြမိတ်ဆွေတွေအားလုံးပဲမျှော်လင့်ပါတယ်ဗျနော်ဘာဖြစ်လို့လဲဆိုတော့ကိုရီမိုင်းအားလုံးပဲကြာတာပရိရောမှာဒီညနေမှာကဒီညနေအသစ်ဝင်တဲ့အဖွဲ့ဝင်လေးတွေဒီအားလုံးပဲအဆင်ပြေခဲ့တယ်နော်ဒီညနေအသစ်ဝင်တဲ့မိတ်ဆွေလေးတွေအဆင်ပြေခဲ့တယ်ဗျနော်ဒီညနေအသစ်ဝင်တဲ့မိတ်ဆွေလေးတွေအားလုံးပဲအဆင်ပြေခဲ့တယ်ဖြစ်တဲ့အတွက်မနက်ကဝင်တဲ့လူလည်း okay တယ်လို့ညနေမှာထပ်ဝင်တဲ့မိတ်ဆွေတွေလည်း okay ပါတယ်အဲ့ဒါကြောင့်မလို့ကိုပြမိတ်ဆွေတွေအားလုံးပဲနော်ကျွန်တော်တို့မနက်ဖြန်တောက်ကြနေအတွက်ကိုလာရောက်လိုက်လွှင့်ပေးခြင်းလည်းဖြစ်ပါတယ်ဗျာနော်တောက်ကြနေမှာကိုပြင်းနဲ့အတူတူကန်ဆက်ခြင်းနဲ့ဆိုတဲ့မိတ်ဆွေလေးတွေအားလုံးလည်းကိုပြင်းနဲ့အတူတူကန်ဆက်လို့ရပါတယ်ကန်ဆက်ခြင်းနဲ့မိတ်ဆွေလေးတွေလေတောက်ကြနေတာရဲ့နောက်တစ်ပတ်3ရက်စာလေးကိုကျွန်တော်တို့ live show လေးပြီးရင် comment ထဲမှာကျွန်တော်ပင်လေးထောက်ပေးပါမယ်ဗျကိုရီမိုင်းအားလုံးပဲတစ်ဆက်ထဲမှာပဲကိုပြင်းမိတ်ဆွေတွေအားလုံးပဲကိုပြင်းရဲ့အကောက်အတစ်လေးတစ်ခေါက်ပေါ့နော်ကိုပြည့်ရဲ့အကောက်တစ်လေးတစ်ခေါက်ကိုကိုပြည့်ထပ်ပြီးတော့မိတ်ဆက်ပေးပါမယ်ကိုရီမိုင်းအားလုံးပဲအဲအကောက်လေးကိုမြင်နေတွေ့တယ်ဆိုရင်အထားပေးဖို့မြစ်တာရက်ခံပါတယ်ဗျာနော်အဲအကောက်လေးကိုမြင်နေဆိုရင်ကိုရီမိုင်းအားလုံးပဲအထားပေးဖို့မြစ်တာရက်ခံပါတယ်အကောက်အတစ်လေးဖြစ်တဲ့အတွက်ကိုရီမိုင်းအားလုံးပဲအထားပေးဖို့မြစ်တာရက်ခံနေဗျာနော်အကောက်တစ်ကတော့မျိုးတွေအားလုံးပဲထားလိုက်ပါတော့မအထားသေးဘူးဗျနော်ကျွန်တော်တို့နောက်ကောက်တွေကြမှာပဲကျွန်တော်တို့ထားတော့မယ်မျိုးတွေအားလုံးပဲဟုတ်ပြီလားကဲကိုရီမိုင်းအားလုံးပဲကျွန်တော်တို့မနက်ပြန်အတွက်ကိုကန်ဆက်ချင်ပါတယ်တောက်ကြကိုပြည့်ရှိမှာကန်ဆက်ချင်ပါတယ်ကန်တက်ဆက်ချင်သေးပါတယ်ဆိုတဲ့မိတ်ဆွေလေးတွေတောက်ကြနေစာရဲ့နောက်တစ်ပတ်3ရက်စာရဲ့အားလုံးပေါင်းစုစုပေါင်း4ရက်စာကန်ဆက်လို့ရပါတယ်ကန်ဆက်ကြီးလေးရဲ့ကန်ဆက်နံပါတ်လေးရဲ့ live show လေးပြီးရင်ကျွန်တော်ကိုပြည့် comment ထဲမှာပင်လေးထောက်ပေးပါမယ်ဗျနော်ချစ်မိတ်ဆွေတွေအားလုံးပဲကျွန်တော်ကိုပြည့် comment ထဲမှာပြီးရင်ပင်လေးထောက်ပေးပါမယ်နော်ကဲကိုရီမိုင်းအားလုံးပဲမနက်ပြန်မှာပတ်မဲ့ပတ်တီးလေးကတော့တုံကိုရီမိုင်းအားလုံးပဲ6လေးပတ်တီးပါဗျမနက်ပြန်မနက်မှာပတ်မဲ့ပတ်တီးကတော့6လေးပတ်တီးပဲဖြစ်ပါတယ်6ပတ်တီး4ပတ်တီးပဲဖြစ်ပါတယ်နော်6နဲ့ပတ်သက်ပြီးကစားမယ်ကနန်း4နဲ့ပတ်သက်ပြီးကစားမယ်ကနန်းလေးတွေကျွန်တော်ကိုပြဘက်ကပြောပြပါမယ်အားလုံးတယောက်မကြံလေးဝင်လာခဲ့ပါဗျာနော်ဒီညနေမှာပြကြတဲ့မိတ်ဆွေလေးတွေပောက်ကြတဲ့မိတ်ဆွေလေးတွေအဖွဲ့ဝင်ပဲဖြစ်ဖြစ်နေတဲ့လေးပဲဖြစ်ပောက်ကြီးလေးတွေ comment ထဲမှာမှန်ပေးကြပါအောင်ဗျနော်မျိုးတွေအားလုံးပဲ comment ထဲမှာမှန်ပေးကြပါအောင်ကျွန်တော်တို့4နဲ့ပတ်သက်ပြီးကစားမယ်ကနန်း9နဲ့ပတ်သက်ပြီးကစားမယ်ကနန်းလေးတွေပြောပြပါမယ်4နဲ့ပတ်သက်ပြီးတော့40 46က40 46ကိုရီမိုင်းအားလုံးပဲ41နော်40 46 41 40နဲ့မှ5ဆိုတဲ့ခဏန်းလေးပဲဖြစ်ပါတယ်ဗျာနော်40 46 41 45ပဲဖြစ်ပါတယ်ကိုရီမိုင်းအားလုံးပဲ9နဲ့ပတ်သက်ပြီးတော့90 95 90ရဲ့95ရဲ့ကိုရီမိုင်းအားလုံးပဲ90ရဲ့90ရဲ့95ရဲ့90နဲ့မှ8က90ရဲ့95ရဲ့98ကကိုရီမိုင်းအားလုံးပဲ90နဲ့မှ3ရက်ပဲဖြစ်ပါတယ်ဗျာနော်93ရက်ပဲဖြစ်ပါတယ်ကိုပြည့်မိတ်ဆွေတွေအားလုံးပဲကိုပြည့်အကြိုက်ဆုံးကဏ္ဍဓာတ်ခွက်ကောင်းလေးဆိုရင်လေကိုပြည့်မိတ်ဆွေတွေအားလုံးပဲ60နဲ့မှ8ဆိုတဲ့ကဏ္ဍဓာတ်ခွက်ကောင်းလေးပဲဖြစ်ပါတယ်ဗျာနော်အကြိုက်ဆုံးကဏ္ဍဓာတ်ခွက်ကောင်းလေးဆိုလေကိုရီမိုင်းအားလုံးပဲ68ဆိုတဲ့ကဏ္ဍဓာတ်ခွက်ကောင်းလေးပဲဖြစ်ပါတယ်ကဲအားလုံးပဲအဆင်ပြေကြပါသည်ကန်ကောင်းကြပါသည်ကန်ဆက်ချင်တဲ့မိတ်ဆွေလေးလေတောက်ကြကိုပြည့်နဲ့အတူတူကန်ဆက်လို့ရပါတယ်အားလုံးပဲတက်တာပါဗျာနော်